ကျွန်တော်ဒီနေ့မှာတော့ survival war လေးထုတ်ပြအောင်ပါဖြစ်ပါတယ်။ကျွန်တော်ရဲ့ survival war ကတော့နာမည်ပေးလိုက်မယ်ဗျာ။ POOP pot crab pot crab ဆိုတဲ့နာမည်ပေးလိုက်မယ်ဗျာ။အဲဆိုရင် normal ပဲချမယ်ဗျာ။အဲဆိုအလေးsetting လေးလိုက်ချိန်လိုက်အောင်ဗျာ။အဲဆိုရိုက်စမယ်ဗျာ။အဲဆို game လေးရောက်လာခဲ့ပါပြီ။အဲ့ဒါနဲ့ survival series အတေးအဖြစ် survival series အတေးဆိုတော့ကျွန်တော်ရိုးစိုးတစ်သားရည်တူပါပဲ။တစ်သားတူလိုက်ပါမယ်။ survival series အတေးဟာနဲ့အမြဲတစ်သားတူပါပဲ။ဒီနေ့ series อ่ะဗျာ။ Iron Armor နဲ့ပိုးစားဗျာ။ Iron Armor နဲ့ဟုတ်တယ် Iron Armor နဲ့ဗျာ။ဟိုအိတ်တလုံးဆောက်ပြတော့မှာဖြစ်ပါတယ်။ Iron Armor အိတ်တလုံးရချင်မှရမှာဗျာ။ Iron Armor တော့မရရဘူးလောက်ရမှာဗျာ။Iron Armor ပဲဆောက်ပြမှာဗျာကျွန်တော်ပိုးစားဗျာ။အင်းကြောက်ပါကျွန်တော်ကဟိုမဆောက်တော့တူရသွားကြည့်မလို့ဗျာ။အဲဆိုထုံးတဲ့အတိုင်း credit တီးနဲ့သွားပြီးခွဲလိုက်အောင်။ဒါယူခွဲလိုက်မယ်နော်တို့စီရဒါခွဲလိုက်ရိုက်ကျွန်တော်ဒီအလောင်းဘလို့တော့မသိဘူးဗျာ။လေးကြည့်ရဝနွားအရင်တက်မှာဗျာအဘလူရောဟာတော့ရနည်းမမိုင်းရပြီဘလို့ကြီးအဲဆိုမိုင်းတွေတူအောင်ဗျာမိုင်းလို့ရေဖောက်ချမှရမယ်မောလို့စီအောက်စီဟာခက်ဒီဖောက်ချလိုက်တယ်ဗျာဒီနဲ့တူအောက်စင်းမယ်ဘုံအဲဆိုရုံးလုံးကြောက်ရတူလိုက်ခရက်တီးပဲအပေါ်မှာကြံခဲ့ရတူပဲရပါcredit တွေမကြက်ခဲ့ဘူးလားဖေအဲဆိုဒီလိုလောက်ရမယ်ကြောဒါရပြီအဲဆိုရင်ဒါပြန်တူလိုက်Iron Armor ရောက်တူးမှာရုံးဆုံးပိုးလာဝိုင်းမှုကြည့်ဒါရုံးတော့သူကညာလည်းရောပြောပြီးမှရလို့ကျွန်တော်ဘိုက်တူအောင်မပြတော့ဘူးကျွန်တော်အရိုးတွေ့ရခံလို့ပါလို့ပဲပြအောင်ပါဗျာညာလည်းအာယုန်ကို2နာရီ3နာရီတော့ထိုင်ပြီးနေလိုက်တယ်ဗျာမကြော်တူးရတယ်တယောက်အဲ့ကောင်နိုင်ပြီစက်တုံးတော့ရအာယုန်နဲ့တော့
သုံးလုံးဒါဒီတိုင်းမို့မှာတော့ရတော့ရမှာပဲမိုင်းတွင်းသွားပြီးရောကြအောင်ပြန်ထွက်လာခါကြအောင်ဟိုရှောက်ရောက်ဒီရှောက်ရောက်နေကျွန်တော်လမ်းနေပြောင်းနေရပါဗျာရအိုးတက်စတက်ကြော်ရောက်လာဗျာတက်စတက်ကြော်ရောက်ဗျာတက်စတက်ကြီးရောက်ဗျာဆိုစေတိုင်းမို့ဖူးမှာရိုက်လာဟိုဒီကျွန်တော်နေတယ်ဟိုဒီပဲခေါင်းပါကျန်လေးယာယီပေါ့ယာယီနေဖို့လားဆိုရိုက်လောက်ပါရင်ထိထားကိုရိုက်အာယူရိုက်တော့ကျွန်တော်တိုင်းမို့ဖူးအာမှာဘလို့အင်ဂျီယာဒီလိုအဲ့လိုလောက်ရမယ်နောက်ကြရင်ဒီလိုတက်တယ်နောက်ကြဟိုအော်လောကဒီနကိုဖယ်ထားလိုက်နောက်ကြဘာလူတွေရရောဆိုဖနက်အဲ့ဆိုရင်ကျွန်တော်ဒိုင်မို့ဖူးမှာရောက်ရပါတယ်ဒိုင်မို့အာယိုဖူးမှာရဲ့အာယိုမကုန်နေကအာယိုဖူးမှာနဲ့အာယိုလက်နက်တွေကိုရခဲ့ပါပြီဒီမှာဘယ်တော့ကြံတော့ဆိုဒီမှာလည်းအများကြီးကြံနေပါတယ်ဒီမှာလည်းအများကြီးကြံနေရဆိုတော့အများကြီးပါပဲအဲ့အားလုံးနေချင်းဒီမှာ fan လေးပါဆောက်လိုက်ရပါတယ်အဲ့ဆိုဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီနေ့ကတော့ပါဝါမဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ပေါ်ခရက်ကိုကျွန်တော်နောက်ထပ်ထပ်ဆိုအောင်ပါပဲဖြစ်ပါတယ်အဲ့ဆိုဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒါပဲဗျာ